ယနေ့သာသနာတော်နှစ်2550ခုနှစ်ကောဇာတက္ကရာ1369ခုတော်သလင်းလပြည့်ကျော်9ရက်2009ခုနှစ်10လပိုင်း5ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမိဂရာဝုံကျောင်းတိုက်သို့စခန်းဝင်တရားနာကြွရောက်လာကြသောယောဂီသူတော်စင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနားလဲနာနိုင်ကြပါစေနားတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်သစ္စာတရားတော်တို့ကိုဟောကြားရ၌အနန္တဂုဏ်အင်းကျေးဇူးရှင်များဖြစ်ကြသောဘုရားယရဏတရားယရဏသံဃာယရဏယရဏတော်မြတ်သုံးပါးတို့နှင့်တကွအမိအဖဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားပူဇော်ကျေးဇူးဆပ်သောအားဖြင့်၎င်းဦးဇင်း၏မျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောတန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆပ်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းအချိန်ရှိကြလုံးလစိုက်ကြပြီးတော့သာသနာနဲ့ကြုံဆုံကြလူဖြစ်ကျိုးနှက်အောင်ကြိုးစားကြပါလို့ရှေးဦးစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်ကဲအားလုံးပဋ္ဌာန်းဒေသနာတော်ပူဇော်ရအောင်နမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအနန္တရပစ္စယောသမန္တရပစ္စယောသဟဇာတပစ္စယောဟိညမညပစ္စယောနေသယပစ္စယောဥပနေသယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာသေဝနာပစ္စယောကမ္မပစ္စယောဝိပါကပစ္စယောအာဟာရပစ္စယောဣန္ဒရိယပစ္စယောဇာနာပစ္စယောမေဃပစ္စယောသံဃယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောသာတိပစ္စယောနာတိပစ္စယောဝိကတပစ္စယောအာဝိကတပစ္စယောတိကဲပစ္စည်းတရားတွေဦးဇင်းတို့ပြောလာခဲ့ကြတာမနေ့ကအဓိပတိပစ္စည်းเนาะအကြီးမှုအားကြီးသည်ဖြစ်သောအကြောင်းအဖြစ်သူကလွှမ်းမိုးချုပ်ကိုင်းပြီးတော့ကျေစုပြုတတ်တဲ့ပစ္စည်းတရားတွေ၎င်းဒါအဓိပတိเนาะဒီနေ့အနန္တရပစ္စည်းဆက်သွားမယ်အဲ့တော့အနန္တရပစ္စည်းကြတော့အနန္တရဆိုတာအခြားမရှိမူ၍ကျေစုပြုတတ်သောတရားအခြားမရှိခုတော်ကောင်းတို့ဘာတွေအခြားမရှိတာတော့ဆိုတော့ယုံနာဓမ္မခန္ဓာအစဉ်ခုတော်ကောင်းတို့ခန္ဓာပေါ်မှာခန္ဓာနဲ့ပြောနေတာကဒီဘဝဒီခန္ဓာအတွက်တခုတည်းသောခန္ဓာကိုရထားတာလားခန္ဓာအစဉ်တန်းနေတယ်လို့ဆိုမလား
အဲ့တော့ခက်ကြဲကြဲပြောရင်မနေ့ကခန္ဓာပြီးရင်ဒီနေ့ခန္ဓာဟမ်ဒါကြဲကြဲပြောတာဟမ်မနေ့ကယုံနာခန္ဓာနဲ့ဒီနေ့ယုံနာခန္ဓာတူသလားတူပါဘူးဗျာဒီကစမှာဘူးနော်တကယ်ပြောတော့ယုံနာခန္ဓာဆိုတာအခုဖြစ်ပြီးတော့ဖြစ်တိုင်းဖြစ်တိုင်းခန္ဓာဘယ်နှပါလဲမဲပြောကြည့်သားမှာဘာတွေပါလဲခန္ဓာဘယ်နှပါအဲ့တော့ရူပခန္ဓာဘယ်ချိန်ဖြစ်တဲ့တော့ဟမ်အချိန်တိုင်းမှာရုပ်တရားလေးတွေဖောက်ပြန်ပြီးတော့ဖောက်ပြန်တယ်ဆိုတာအသစ်ဖြစ်နေတာဖောက်ပြန်တယ်ဆိုတာအဲ့ဒီအသစ်ဖြစ်လာတဲ့ဖောက်ပြန်မှုလေးကပြီးတော့ပျက်စီးသွားဖောက်ပြန်လိုက်ဖောက်ပြန်လိုက်အဲ့ဒါအဖြစ်ဘယ်ချိန်ဖြစ်နေတာဆိုတော့ချိန်တိုင်းဖြစ်နေတာအချိန်တိုင်းဖြစ်နေတာရုပ်တစ်ခုတည်းလားဒီတစ်ခုတည်းတော့မဟုတ်ဘူးဒါပေမဲ့ရုပ်တော့ရုပ်ပဲအနန္တရပစ္စည်းမှလေဟမ်ဝေဒနာလည်းထိုနည်းတူသာပဲဝေဒနာခန္ဓာတော်ကောင်းတို့ဥစဉ်တို့တဏ္ဍာမှာခံစားတတ်တဲ့သဘောတွေရှိမရှိအဲ့ဒီခံစားတဲ့သဘောကလည်းတစ်ခုတည်းတစ်မျိုးတည်းတစ်ကောင်တည်းတစ်လျှောက်လုံးဖြစ်နေတာလားတစ်ခုပြီးတစ်ခုဖြစ်နေတာလားဒါဖြင့်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်နံတရားအဲ့ဒီနံဓမ္မတွေဟာတစ်ခုဖြစ်လိုက်တစ်ခုပြလိုက်တစ်ခုဖြစ်လိုက်ဖြစ်ပြအစဉ်တန်းနေတာဖြစ်ပါရဲ့နဲ့ခုဦးဇင်းတို့သူတော်ကောင်းတို့ရဲ့ဘာဝနာမပါဘဲနဲ့တာမညအသိမှကြတော့မနေ့ကလည်းငါပဲနေလေငယ်ငယ်တုန်းကလည်းငါပဲအခုလည်းငါပဲဟောခဏနေကလည်းငါပဲခုလည်းကဲနားလေအောင်ဦးဇင်းတို့သင်္นานတရားတွေမှာအချင်းချင်းသင်ထားဘူးတာရှိတယ်ကဲဒီနေ့ပလင်ပေါ်မှာထိုင်ပြီးတရားဟောနေတယ်ဒါဥဒုမင်္ဂလာအများအားလက်သုံးထားတဲ့သဘောလေးတစ်ခုပေါ့ဟမ်ပလင်ပေါ်မှာတရားဟောနေတယ်ဘယ်ဘုန်းကြီးဟောနေတာဟုတ်ပြီမနေ့ကဟောဒါဖြင့်အခုသူတော်ကောင်းတို့မြင်နေရတဲ့ဥဒုမင်္ဂလာဟာမနေ့ကဥဒုမင်္ဂလာဒါဖြင့်ဥဒုမင်္ဂလာမဟုတ်ဘူးလားမနေ့ကဥဒုမင်္ဂလာတော့မနေ့ကဥဒုမင်္ဂလာဘယ်ရောက်သွားဟေးဘုန်းကြီးပါဆိုမှနော်တော့ဆယ်သင်္ကန်းလေးပတ်ထားတာဘုန်းကြီးဒါသူပြန်တော်မူသွားပြီဘယ်လိုလဲနားထောင်ကောင်းအောင်လုပ်မှာဆိုတော့ဘုန်းကြီးဆိုတော့ပြန်တော်မူတယ်ပေါ့လူဆိုတော့မရှင်ဘုရင်ဆိုတော့သူ့ကုံနဲ့သူလို့ရတာနော်တကယ်တော့နတ်ရွာမဆန်ပါဘူးတဲအိုးသွားတာပါပဲတေမီမင်းပြောတာပြောပါလေနော်ဒီတော့ကြည့်မနေ့ကတရားဟောတဲ့ပုဂ္ဂိုလ်လည်းဒီပုဂ္ဂိုလ်ပဲဒီနေ့တရားဟောနေတာလည်းဒီပုဂ္ဂိုလ်ဒါကဥစဉ်တို့သူတော်ကောင်းတို့တာမညအသိတကယ်ဓမ္မဖြစ်စဉ်အသိနဲ့ပြောတော့မနေ့ကယုံနံတွေဟာမနေ့ကပဲပြည့်စည်သွားပြီအခုဒီနေ့ယုံနံလည်းဒီကနေ့ပဲဒါတော်ကြေးကြေးကြီးပြောနေတာတကယ်အနုစိတ်ပြောလိုက်တော့အခုဖြစ်ဆိုတော့ဖြစ်ဆိုတဲ့ပြောတော့ကဥဒုမင်္ဂလခန္ဓာဘယ်နှပါပြည့်ဆိုတော့လေအဲ့ဖြစ်တဲ့ခန္ဓာ၅ပါးဟာပြည့်တဲ့ခန္ဓာ၅ပါးလားဟုတ်ပါဘူးဟောဟမ်ပြည့်လို့ပြောတဲ့ခန္ဓာ၅ပါးနဲ့ဖြစ်လို့ပြောတဲ့ခန္ဓာ၅ပါးဒုသလားဖြစ်လို့ပြောတော့ကလည်းခန္ဓာအဲ့ဒီအပြောကလေးကပြောပြီးတော့ဘာတွေပြည့်သွားပြည့်လို့ပြန်ပြောတော့ခန္ဓာ၅ပါးဒါလည်းပြောပြီးတော့ဟောဒါဖြင့်အခုဖြစ်ပြီအဲ့ဒီနေရာမှာအနန္တရပစ္စည်းကြတော့အခုပစ္စယုတ်ဒေသဥစဉ်တို့အနစ်ချုပ်ကလေးမှာပေါ့လေအတူအချင်းကလေးမှာကုသတော်တို့ပစ္စယုတ်ဒေသပါဠိဆိုပြီးဟေတုဟေတုသမယုတ်တက္ကဏံဆိုပြီးရွတ်ကြဖတ်ကြတာမရှိဘူးလားဒါအချင်းကလေးနော်အဲ့တော့အဲ့ဒီချင်းကလေးမှာဘယ်ကစပေးထားလဲပညာရှိတွေကသက္ခုဝိညာဏဓာတုဟမ်တန်သမယုတ်တက္ကသဓမ္မမနောဓာတုယတန်သမယုတ်တက္ကနိစ္စဓမ္မနံအနန္တရပစ္စယေနပစ္စယော
Era bido matu babio ronso. Mano dadu dan tamayo dagasa dhamma mano winyana dadu ya dan tamayo daganensa dhammana anandara bisayena bisayo sobido. Dwara 6 ပေါက်လုံးကိုဒီလိုနှစ်ပြန်သွားအားလုံးရွတ်ဖူးဖတ်ဖူးတဲ့လူသိမှာပေါ့အဲ့တော့မရွတ်ဖူးမဖတ်ဖူးသေးရင်လည်းရွတ်ဖူးဖတ်ဖူးအောင်လုပ်ကြအောင်ပေါ့နော်ရွတ်ရင်နဲ့နှလုံးသွင်းနိုင်ရမယ်အဲ့ဒီနေရာမှာပစ္စယေနပစ္စယောအဲ့ဒီမှာပိနော်ပြည့်လို့တော့မလုံးနဲ့ဘယ်မှသွားမပြည့်ကြနဲ့တချို့ကပစ္စယေနပစ္စယောတွေဟုတ်တာပစ္စယောတွေလောက်ကြတာရှိတယ်အဲ့ဒါမပြည့်ပါနဲ့တဲ့နော်ပစ္စယေနပစ္စယောအဲ့တော့ဟေတုပိစယောအဲ့ဒါကိုဟေတုပိစယောလည်းမလုပ်ပါနဲ့နော်ကုသလာဆိုတော့လည်းကုသလာမလုပ်ကြပါနဲ့နော်တချို့အဲ့လိုအတန်ကလေးတွေဒါအရေးကြီးတယ်ပေါ့လေအဲ့တော့အခုရှိစေသက္ခုဝိညာဏဓာတုဆိုတော့သက္ခုဝိညာဏဓာတ်နော်သက္ခုဝိညာဏဓာတ်ဆိုတော့ဘာကိုပြောတာမြင်စိတ်ဖြစ်နေပြီသက္ခုဝိညာဏလို့ပြောတာကိုနော်သက္ခုဝိညာဏဓာတုဆိုတော့သက္ခုဝိညာဏဆိုတဲ့မြင်စိတ်ကလေးသည်နော်မြင်စိတ်ဆိုတဲ့ဓာတ်ကလေးသည်ဆိုတော့အဲ့မြင်စိတ်လို့ပြောပြီဆိုရင်ကိုတို့ကနားလည်ထားမှာဒါအနစ်ချုပ်ထားတာကိုသူကအကျယ်ချဲ့ထားရင်တော့ဒီလိုမဟုတ်ဘူးသက္ကုံစာရူပေစာပဋိစ္စဥပ္ပဇ္ဇတိဗါတဲ့သက္ခုဝိညာဏတို့သင်ထားတာမရှိဘူးလားအဲ့တော့သက္ခုမျက်လုံးကလေးရဲ့ရူပေစအစင်းကလေးရဲ့သက္ခုသက္ခုံစပဋိစ္စရူပေစပဋိစ္စဟောဒီလိုပြောတာသက္ခုဆိုတဲ့အကြောင်းရဲ့နော်အစင်းဆိုတဲ့အကြောင်းရဲ့သက္ခုဆိုတာဒါမြင်တတ်တဲ့အကြည်ဓာတ်ကလေးဒီဘက်ကမြင်စရာအစင်းကလေးဟုတ်ပြီနော်အဲ့တော့ပြည့်ပြည့်စုံစုံများပြောရင်မျက်စိအကြည်လည်းရှိရမယ်အစင်းမြင်စရာလည်းရှိရမယ်မြင်နိုင်တဲ့ဩဘာသအလင်းရောင်လည်းရှိရပါဟုတ်ပြီနော်နောက်မနတိကာရဆိုတဲ့နှလုံးသွင်းမှန်မှုကဲဒီမှာအစိမ့်နုအနီတင်ထားတယ်သူတော်တို့တပြိုင်တည်း 3 ခုလုံးနှလုံးသွင်းတာလားမသွင်းဘူးမျက်စိပေါ်မနတိကာရကမျက်စိပေါ်အာယုံဆိုင်အနီပေါ်အာယုံဆိုင်လိုက်မှအနီပါအစိမ့်နုပေါ်အာယုံဆိုင်မနတိကာရနော်ဒီခွက်တွေကိုအာယုံရှိလိုက်မှညွတ်လိုက်မှစိတ်ကညွတ်လိုက်မှမြင်တယ်မညွတ်ရင်တို့မျက်လုံးကြီးဖွင့်ထားတယ်ရှေ့ကြည့်နေတယ်ဒါပေမဲ့တွေးကြံတွေးနေတယ်လွမ်းနေတယ်ဆွေးနေတယ်အာယုံတစ်ခုရောက်နေရင်ဒီမျက်လုံးကြီးကဖွင့်လာထားတယ်တော့ပါလေနော်ဒါမို့လို့မနတိကာရနှလုံးသွင်းမှန်မှုလည်းရှိရအဲ့ဒါအကြောင်းတရားလေးတွေနော်သူကဒေသနာဘုရားရှင်ဟောတဲ့ဒေသနာတွေဟာလောက်ကြံဖန်တီးပြီးတော့စိတ်ကူးရင်ဟောထားတဲ့ဒေသနာတွေလားတကယ်ဖြစ်စဉ်တွေလားအဲ့ဒါဓမ္မသဘာဝတွေဘုရားပြောလို့ဖြစ်လာတာမဟုတ်ဘူးဖြစ်တာကိုဘုရားပြောသွားတယ်တို့ဘုရားနော်တို့ဘုရားလို့ဆိုရတာမတမ်းမှစိတ်ထဲမှာတော့ဝမ်းမြောက်သဘောဗျာနော်ဘာလို့တို့ဘုရားကလို့ပြောရသတုံးလို့ဆိုတော့တခြားသောကိုးကွယ်မှုဆိုင်ရာဘုရားတွေကြတော့သူတို့ကဖန်ဆင်းတာလို့ဆိုတယ်တို့ဘုရားကြတော့မဟုတ်ဘူးတဲ့ရှိတာငါပြောသွားတာတဲ့ငါဖန်ဆင်းတာတခုမှမရှိဘူးမှန်ပါဗျာသဘာဝကြပုံလေးရမင်းတို့ခန္ဓာကိုယ်ကြည့်လဲဒါပဲငါခန္ဓာကြည့်လဲဒါပဲဆိုတော့ဘုရားမြင်စိတ်တစ်ခုပေါ်ဖို့ဆိုတော့ဘုရားကလည်းဘာတွေပါမလို့ဆိုတော့သက္ခုဆိုတဲ့မြင်တတ်တဲ့အကြည်လေးရဲ့အစင်းကလေးရဲ့ဟောဘာသဆိုတဲ့အယောင်လေးရဲ့နောက်ယောနိသောမနတိကာရနှလုံးသွင်းမှန်မှုဘုရားလည်းဒီ 4 ခုဆုံးမပါစိတ်ပေါ့ဘုရားတို့ကျို့လို့လည်းဒီ 4 ခုပေါင်းမှဘုရားမို့လို့ထူးပြီးတော့သူကတော့ 2 ခုတည်းနဲ့ဖြစ်တယ်လို့ကျင်းသလားအဲ့ဒါသိဝမ်းမြောက်စရာကောင်းတဲ့တရားတွေနော်အဲ့တော့
မျက်စိနဲ့ဆင်းတဲ့တိုက်ပါစိတ်ပေါ့အဲ့ဒီမြင်စိတ်ကလေးကဓာတ်ကလေးပဲမြင်တတ်တဲ့ဓာတ်ကလေးဒါပေမဲ့မြင်စိတ်ပဲမှာပေါ့မျက်လုံးမှာပေါ့ပြီဒါပေမဲ့မျက်လုံးဟာသိတတ်သလားလို့မေးနားကရောနားဘာလို့တတ်ဒါပေမဲ့ကြားမှန်းသူသိသလားမေးတော့သိတာဘာသူလို့တော့ဟောဓာတ်တွေသင်ထားတယ်လေမနောဓွာရဆိုတာသိတတ်တယ်ကြံတတ်တယ်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဂုဏ်တော်တွေကျေးဇူးတော်တွေဒီနေရာမှာအမတန်းမှထဲထဲဝင်ဓမ္မကိုလေ့လာလိုက်စားလို့သိလာလေပို့ပြီးတော့ထင်ရှားလာလေကျေးဇူးတင်စရာကောင်းတယ်နော်ပြောလိုက်ပုံများဘာသာပြန်ဖို့မတူဘူးနော်ဒီမနောဘာလို့တမနောပေါက်ဆိုတာသိကြံတတ်သောသဘောအစုပြောသွားချတာအဲ့ဒါပြင်ရင်းမဲ့သိတယ်ဘာသိမလဲမြင်တာသိမယ်ကြားတာသိမယ်နားတာသိမယ်စားတာသိမယ်သိတယ်နောက်သိပြီးရင်တော့ပါလဲကျမ်းတယ်ဆိုတာမနောဓွာရရဲ့အလုပ်အဲ့တော့မနောသည်သူ့အာယုံပါလဲဆိုတော့ကြံတွေးစရာတယ်လို့လုပ်လိုက်တယ်သိချာမနော်ခုလိုပဋ္ဌာန်းဒေသနာတွေပရိစ္ဆသမုပ္ပါဒေသနာတွေထဲထဲဝင်သိလာလေခန္ဓာဖြစ်စဉ်တွေသိလာလေဩကျေးဇူးရှင်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးဂုဏ်တွေပေါ်လွင်လာလေပဲအပူအလိုမရှိအောင်လုပ်ပေးထားခဲ့တယ်ဒီသက္ကုဝိညာဏဓာတုအဲ့ဒီမြင်တတ်တဲ့ဓာတ်ကလေးသည်နော်သူနဲ့ရှင်မောရှင်ဘက်ဖြစ်တဲ့သက္ကုဝိညာဏဓာတုတံတမယုတ်တကားသဓမ္မနံမဆိုးလားတမယုတ်တဆိုတာရှင်မောရှင်ဘက်ဖြစ်တော့ဓမ္မနံစိတ်သိက်တရားတို့အားဘာတရားတို့အားဒါကအကျမ်းပြင်းပြန်တာအနုစိတ်အဘိဓမ္မာသဘောအရပြောရရင်ဓမ္မနင်းစအဲ့ဒီနေရာမှာဓမ္မကဘာကိုခေါ်တာလဲဆိုတော့တံပတိတ်ဆိုင်ဆိုတဲ့စိတ်ကလေးဗါတဲ့တံပတိတ်ဆိုင်ဆိုတာတို့ကြားဘူးအောင်ပြောရတာပေါ့လေဒါပေမဲ့တကယ်သဘောကအာယုံကိုသူလက်ခံလိုက်အာယုံဘာလို့လဲလက်ခံလိုက်တယ်မျက်စိမြင်စိတ်ကမြင်ပြီးပြီတဲ့မျက်စိကမြင်ပြီးပြီအဲ့တော့မနတိကာရဆိုတဲ့ဒီမနောကိုမနောတတ်ကိုသူပေါ်တော့မှာနော်အဲ့တော့ဒီအာယုံကိုလက်ခံပေးပါနော်သူလှမ်းပို့လိုက်တဲ့တန်တမ်းမြုပ်တကားစဓမ္မနံတံပတိဆိုင်ဆိုတဲ့စိတ်ကလေးကိုဟမ်သူနဲ့ရှင်မောရှင်ဘက်တဲ့ဘယ်လိုလဲရှင်မောရှင်ဘက်ဆိုတာအတူတူတပြိုင်တည်းဖြစ်နေတာလားရှင်ပြီးဖြစ်တာလားရှင်ပြီးဆိုတာဒီထဲမှာတသားတည်းသွားတာမဟုတ်ဘူးနော်မြင်စိတ်မြင်ပြီးပြီဒါမို့ဦးဇင်းတို့တင်တဲ့အခါလွယ်အောင်ပြောတယ်မြင်တာပဲရမြင်သိတော့မလို့ဟောဒီလက်ညိုးကြီးကလကားသွားနေတာမဟုတ်ဘူးဗျဟမ်သူ့အလုပ်ကဒီမှာသိအောင်သူသွားတယ်မနှောသိတတ်တဲ့သဘောလေးစီလှမ်းလှုပ်ပေးလိုက်တံပတိတ်ဆိုင်လက်ခံပေးပါနော်တန်တီရဏစုံစမ်းလိုက်တယ်ဟိုကရှင်းတယ်နော်ဝုတ်ထောဆုံးဖြတ်ချက်ချတယ်ဇောခံစားတယ်ဒီလိုသွားမှာဘူးအဲ့လိုသွားဖို့တွေ့တဲ့မနောဓာတုတန်သမယုတ်တကားစဓမ္မအနန္တရပစ္စေနစိတ်တစေတသိကဓမ္မဟော तू ကစိတ်တွေစေတသိက်တွေအနန္တရပစ္စေနပစ္စယောအခြားမရှိကျေးဇူးပြုချလိုက်နောက်တစ်ပိုက်ကြမှာမနောဓာတုဟောခုနကလက်ခံပြီးပြီမနောဓာတ်ကအာယုံကိုလက်ခံပြီးပြီနော်လက်ခံပြီးတော့ तू ကလည်းသိပြီသိပေမဲ့သူ့မှာပြည့်စုံတဲ့ဆုံးဖြတ်ချက်တွေမပါသေးမပါသေးတော့ तू ဘာလို့ရမလဲဆိုမနောဓာတုတန်သမယုတ်တကားစဓမ္မ तू ကလည်း तू ရှင်ပဲဖြစ်တဲ့တရားဖြန်းရှာတယ်ကိုယ်လက်ထဲကြာထားလို့မရဘူးဟိုလူငယ်တွေသိအောင်ပြောရရင်ပါဆိုင်ကိန်းကစားလို့ပဲဟမ်လက်ထဲရောက်လာတော့ရော့မြန်ပိတ်မပိတ်ကိုတာဝန်ကြတော့မှာသဘောပါလားဟမ်ဟိုနိုင်ငံခြားကပရီးမီးယားလိဘောလုံးကန်တယ်လို့ဆိုရင်တော့ခြေထောက်ထဲကြာထားရင်ကျိုးမယ်ဟမ်အဲ့တော့ပြန်ပေးလိုက်ရှင်းသလားအဲ့တော့သူကလည်းနောက်ထပ်ပြန်ပေးเสียရှားတယ်မနောဝိညာဏမနောဓာတုယာတန်သမယုတ်တကားစဓမ္မနံမနောဝိညာဏဓာတုယဟောမနောဝိညာဏဓာတ်ကိုဆက်ပေးရမယ်သူကဟမ်အဲ့တော့ဟေးငါတော့လက်ခံရပြီရော့မင်းဆက်လို့ဆိုတော့မှဒါအနီရောင်ကြီးမကြိုက်ဘူးမနောဝိညာဏဓာတ်ဒီလိုသွားတာဟမ်သဘောပါသလားကိုပြောတော့ကြာအိုက်တာဟမ်ဒါပါရောင်လေးတို့အဲ့ဒါတည်းပြီးသွားပြီအကုန်လုံးဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအဓိပတိပစ္စည်းရောအနန္တရပစ္စည်းရောအကုန်ပါသွားပြီအဲ့တဲ့
ကျင်းတတ်လားတို့တော့ဓမ္မသဘောလေးနားလည်အောင်အာယုံကိုလက်ခံတာပဲရမျက်စိကလက်ခံပြီးသတင်းပို့လိုက်တယ်မနောဒီလောက်ပဲထားအောင်မနောကလက်ခံပြီးမှတစ်ခါသဆင့်ပြန်ပေးလိုက်တယ်မနောဝိညာဏဓာတုဆိုတော့သူကြတော့သိသွားပြီဒါမောင်ဖြူပဲမောင်နီပဲသဘောပါသလားအဲ့လိုသိသွားတော့မှဒီဓာတ်တွေဟာအဲ့လိုသိတယ်ဆိုတာလေတဆင်ချင်းဦးဇင်းတို့ပြောတော့တန်တိရဏသံပတိရိဆိုင်ဝုထောဇောဝီထိဆိုပြီးတော့ဟိုဘက်ဘဝင်သွားမှာပေါ့အဲ့ဒီဟာကိုတို့ကပြောနေတော့ကြားနေတာဟမ်ဖြစ်သွားလိုက်တာလက်ပြည့်တဲ့အတွင်းကိုဘယ်လောက်ဂရေသသိတဲ့ဒါဘုရားသဗ္ဗညုတဉာဏ်တော်သားဖြင့်ဥစွာကြနာသိပြီးမှတည်းမြာလဝေနေတတ္တဝါတွေကိုသိအောင်ဟောပြောဆုံးမတော်မူခဲ့တဲ့ကျေးဇူးသူသဗ္ဗညုတဉာဏ်နဲ့မို့လို့သိတာတို့ဆိုရှင်းတယ်နော်သူကတော့သိမြန်တဲ့လင်းနဲ့ဉာဏ်တော်ကြီးနဲ့ကြည့်တာဟုတ်ခုခင်ဗျားတို့ကျလို့ဉာဏ်ကြတော့ဘယ်လောက်တုံးလို့ဆိုတော့ဟောဒီမိချောင်းကြီးတွေကြည့်တစ်စက္ကန့်မှာအချိန်60တဲ့ဟိုလက်ပြတဲ့ဂရေသသိမ့်အတာထားဟမ်တချို့အမလီစိတ်တွေများရောနဲ့ဖြစ်နေတာမလီအများကြီးဖြစ်နေတာဘုန်းကြီးမောနေတာပဲလက်ကားစိတ်ကူးရင်နေတာမင်းတို့စိတ်နဲ့မင်းတို့ဉာဏ်နဲ့ဒါလိုက်ကိုမလိုက်နိုင်ဘူးရှင်းတယ်နော်ဘယ်လောက်တမာရီတဲ့တမာရီတီလာရင်တီလာတာနဲ့မြတ်တစိမ့်ဖြစ်တစိမ့်မြင်တယ်တစိမ့်ဖြစ်တာတစိမ့်မြင်တယ်တစိမ့်ဖြစ်တာတစိမ့်မြင်တယ်ဒီလိုသာသွားရမှာအဲ့ဒါတမာရီရောက်ရခတ်နေတယ်ဆိုတာတမာရီမရှိလို့ကမ္မထမ်းလုပ်တဲ့နေရာမှာဒါလေးတွေသိထားရင်သိကောင်းရှင်းသလားတရားကိုဒီလိုရှင်းအောင်ဟောထားရင်လည်းဘာမှမေးစရာမလိုကမ္မထမ်းအထုတ်ရောင်ဝါဖြစ်နေတယ်ဆိုတော့ရှင်းအောင်မဟောလို့ရောင်းတာဟမ်အခုသူဖြစ်စဉ်လေးကဒီတိုင်းမှာကွာလို့သိထားမှတော့ဂျားနဲ့မရောင်းနဲ့လေအရှက်မရှိလို့လာရောင်းရင်လည်းကိုယ့်ကိုယ်အရှက်မရှိတာပဲဖြစ်ဟမ်သဘောပါလားဘရွက်စိတ်တွေတက်နေတယ်လို့ပေါ့နင့်ဘရွက်စိတ်လို့သူကပြောလို့ရှင်းသလားသဘောမပေါက်သလားအဲ့တော့ဘရွက်စိတ်လို့ယူဆထားပြီးဆိုကြတဲ့ကရင်ခုနဓမ္မသဘောမမြင်တော့ကြည်ရတယ်နော်အဲ့တော့အနန္တရပစ္စည်းဆိုတာအခြားမရှိကျေစုပြုစိတ်တွေတစ်ခုနဲ့တစ်ခုများကြားချသေးလားကဲဒါလေးမချပုံကိုမနေ့ကအဓိပတိပစ္စည်းတွေကဝတ္ထုလေးတစ်ခုထုတ်ကြည့်ဟမ်မနေ့ကပြောခဲ့တယ်ပင်စပါပီသိလှတယ်တက္ကမလေးဟဲ့လားပင်စပါပီသူ့အာယုံကထူးခြားတာကကာယဝိညာဏဓာတုမနောဓာတုယတုကြဒါနဲ့ရှင်းဟမ်ကိုကြည်တတ်နဲ့ဖောထဘာယုံဆိုတဲ့တွေးကြည့်စရာဟုတ်ပြီနော်အဲ့တော့ကာယဝိညာဉ်လေးနဲ့ဒီဖောထဘာယုံလေးနဲ့ထိတွေ့တယ်ဆိုတော့ရှင်ဘုရင်ကပွဲကြည့်ရင်းနဲ့ဒီတက္ကမလေးလက်နဲ့ပေါ့လို့ထိလိုက်မိတာလှမ်းကင်တာမဟုတ်ဘူးရှင်ဘုရင်ကလော်မာတာမဟုတ်ဘူးတော့ပါလားနော်ဘာလို့လဲထိမိတာဘုရားအလောင်းတော်ကြီးဗျဟမ်ထိလိုက်တယ်ဆိုရင်ပဲဟမ်စာလို့ပြောရင်ထိတဲ့ဖောထဘာယုံကနေကာယဝิญဉ်ဖြစ်တယ်အဲ့ဒီကာယဝิญဉ်ကနေမနောကိုသတင်းပို့တယ်မနောကလက်ခံပြီးတော့မှဟာသိကောင်းတယ်သိနုညံ့တဲ့အရာသာမနောဝิญဉ်ကပြန်ပြောတယ်တော်ကြားနေတယ်နော်ဟိုကမဟုတ်ဘူးဟိုကလက်ကလေးထိမိတယ်နဲ့ဟိုက်ချက်ချင်းဖမ်းဆွဲပြီးအလုံးမခံနိုင်တော့ဘူးဟမ်ဟဲ့နေယောက်ျားရှိလားဟောဟမ်ဖြစ်ကိုသဘောပါလားအဓိပတိတက်သွားတာလေဘာတက်သွားတာအဓိပတိတက်သွားတာခုနအနန္တရပစ္စည်းရဒါပဲအဓိပတိတက်တာကတပိုင်းဟမ်ချက်ချင်းကျေးဇူးပြုလိုက်တယ်ဒါမှမဟုတ်သူတော်ကောင်းတို့မြင်ချင်းဘယ်ဘာညာမရှိဘူးလားမြင်ချင်းချစ်တယ်ကြားချင်းမရှိဘူးလားမပြောကြဘူးလားအဲ့ဒါတွေကအနန္တရပစ္စည်းဘာပစ္စည်းတို့ချစ်ပါမုံမှာခွဲခြားခြင်းကိုမရလိုက်ဘူးအဲ့ဒါကြောင့်လည်းဒုက္ခရောက်ကုန်တာပေါ့လေသဘောပါလားအခုရှင်ဘုရင်ဒုက္ခရောက်ပုံကြီးကိုသူ့အတန်လေးကသူခိုးပြီးတော့မတော်နန်းတော်မိဖုရားမြောက်တော့မှာနော်မိဖုရားဖြစ်နေသူနာခေါ်ထားခြင်းတာဒါပေမဲ့ဒီယုတ်ကြီးနဲ့သွားခေါ်လို့လေသူများလက်ခံမှာမဟုတ်ဘူးဟမ်အဲ့တော့သူတက်တိထူရတယ်အကြံဖန်လို့ရတယ်ဟမ်အဲ့တော့ငါတန်လေးပြောက်တယ်သွားရှာစမ်းသူ့အိတ်ခမ်းထဲကတွေ့ရောနော်တိုင်းပြီလုံးရှာလာမတွေ့ဘူး
မတွေ့မင်းတို့ကွယ်ရှာတယ်ဆိုတာဒါခါတည်းတောက်စီအောင်ရှာမှာပေါ့အိတ်ခမ်းနေပါလေပါဝင်ရှာလောက်ရတာလောက်ရ तू အိတ်ခမ်းနဲ့ထားပစ်ခဲ့တာဟုတ်တကယ်ဆိုအပြင်အိတ်ခမ်းနဲ့ထားခဲ့ပါလားမြန်တွေ့တာပေါ့သဘောပါသလားအဲ့တော့မှကဲတွေ့လာပြီဆိုတော့တခိုးဘယ်သူလဲဆိုတော့မသိဘူးဒီပစ္စည်းရောက်နေတာလည်းဟိုကလေးမှမသိဘူးသူစိတ်ဝင်စားဘူးအဲ့တော့ဘယ်သူလာလဲနဲ့ကျမယောက်ျားလာတယ်ဘယ်ချိန်လာတော့ညညမှလာတာဒါပေမဲ့နေ့ယောက်ျားရုပ်ရမှတ်မိလားမှတ်မိဘူးတွေ့တာလဲပွဲထဲမှာတွေ့တာတော့ဟောရှင်ဘီရဲ့ညလာတယ်မနဲ့ပြန်တယ်ဆိုမသိဘူးနော်အဲ့တော့သူဘာလို့တော့လက်ကလေးပဲမှတ်မိတယ်လက်ကင်ရရင်တော့ကျမသိတယ်ဆိုတော့โอเคဒါဖြင့်ကလကာချလက်တင်ထည့်စမ်းဆိုအဲ့ဒါစမ်းမိတဲ့ယောက်ျားတိုင်းယောက်ျားများလည်းဒီလိုပါပဲအိမ်ကမေသည်အကုန်မိတ်ရှင်းသလားမူကြီးမရသေးနာမသိနန်းတော်လည်းရှိသမျှကိုဒီနားရင်ရစ်နေတယ်မပြန်ဘူးဟိုကမဟုတ်ဘူးဆိုတာကိုမပြန်ဘူးသဘောပါလားပြုစားတာထင်ပါရဲ့ဟမ်ဟုတ်ကဲ့လားပင်စပါပြီစုံမနေမှာဘာတော့ဖုဒ္ဓဘာယောဘာလဲဖုဒ္ဓဘာယောခန္ဓာကိုယ်ကြည်နဲ့ထိတွေ့စရာလေးနဲ့တွေ့လိုက်ဖုဒ္ဓဘာယောနော်ဖုဒ္ဓဘာယောကလေးကနေလမ်းပြီးတော့ကာယဝိညာဏဓာတ်ကလေးဖြစ်တယ်ကာယဝိညာဏဓာတ်ကလေးကနေမနောဓာတုမနောဓာတ်ကိုကျေစုပြုတယ်မနောဓာတ်ကနေအခြားမရှိပြန်ပို့လိုက်တယ်မနောဝိညာဉ်ဘာလဲမနောဝိညာဉ်ကြသူဓာတ်ခံနေရှိတယ်လေခင်ဗျားတို့ဟေတုအမြစ်တွေမပါဘူးလားအဲ့မှာလောဘဒေါသမောဟအာလောဘဆက်ပြောလေ6ပါးပြောထားတာဘယ်နဲ့တော့ရေးသားခိုးတာပဲလောဘဒေါသအမြစ်တွေကသူကမနောဝိညာဏဓာတ်မှာစွန့်အောင်တယ်စွန့်နေတော့ဟိုကအာယုံသတင်းပို့လိုက်ပြီဆိုတာနဲ့ဟာဒါသိမ့်နေတဲ့ဆရာကောင်းတယ်ဟောချက်ချင်းဆုံးဖြတ်ဒါကတော့မုန်းစရာကြီးတို့ချက်ချင်းပဲဆောင်းထိုးပလိုက်တာလေသဘောပါသလားဖနှောက်နေပါလေတော့ပေါက်ပလိုက်တယ်လေအနန္တရာပစ္စယေနပစ္စယောသိမ့်မြန်တဲ့တတိထားအခုတတိပဋ္ဌာန်လို့ရတယ်ဆိုတော့ဟောမြန်လို့ကြိုက်စရာရှိတယ်ကြိုက်တာမြန်တယ်ဟုတ်တယ်ကြိုက်စရာရှိတယ်ကြိုက်တာဘာလို့မြန်တယ်မုန်းစရာရှိတော့လေကြိုက်မုန်းဟောသူသွားတော့မှာသူမပိုင်ပြင်စားပါပြီထိန်းလို့ရမှာမဟုတ်သဘောပါလားသူဖြတ်ခနဲ့ဆိုစိတ်ကသိမ့်မြန်တယ်တဲ့အနန္တရပစ္စည်းသိထားမယ်အမတန်မှလင်းမြန်စွာကျေးဇူးပြုသွားတော့တို့ကတတိပဋ္ဌာန်နဲ့မတားပဲနဲ့သိရေးကြည့်တာကိုယ်စိတ်ကြောင့်ကိုသိဖို့ကိုယ်အကျင့်သိက္ခာကိုပြင်နိုင်ဖို့ဘာရှိရမလဲသတိပဋ္ဌာန်နဲ့ဒါတောင်မှတစ်ချိန်တစ်ခါလဲလောက်ရမှာလားချိန်ဖန်များစွာပွားနေရမယ်ဘာဝိတ္တပဆိုတာဘုရားပြောတာဒါဟိုကသိမ့်မြန်တယ်ကျင်းတယ်နော်အဲ့တော့ကြီးခုလဲရှင်မင်းကြီးကသက်သေပြချင်တာနော်ငါဒီလိုကြောင့်မှကွာဆိုတော့ဒီအယုတ်ဆုံးမကိုမိဖုရားမြောက်ဖို့အတွက်တခါလေအကုန်လုံးစစ်မဟုတ်ဘူးဆိုတော့အရှင်ဘီရင်ပြုံးစီနဲ့လာနော်တို့အများဖြစ်နေမလားမသိဘူးသဘောပါလားအမေငါအများဖြစ်နေမလားမသိဘူးတခိုးကဆိုတော့တရားဥပဒေရဆိုရင်လဲစံချင်းစံရှင်ဘီရင်တော့ဘာတော့မချမ်းဘူးအကုန်လုံးတပြင်းကြီးဖြစ်ရမှာကိုအဲ့ဒီနေရာကြမှာပြောကျင်တာလေဟုတ်ကဲ့လားအဲ့ဒါနဲ့သူ့လက်ကလေးထိုးပေးဟိုကဟာတဲ့ဒါပဲသူယောက်ျားဆိုတော့မှဒီရွှေသမင်ဘယ်အထွက်တော့ဒီမင်းကြီးယူသွားတာပဲနော်အဲ့တော့မှကဲသင်တို့ငါမေးဦးမယ်တဲ့မင်းတို့အခုဒီနားမှာရေဝဲနဲ့နေကြတာရှင်မင်းကသိတယ်သူကလည်းသူလိုဆိုတော့ဟာစနိတ်ချင်းမွေချင်းတော့ဗာဖြစ်တော့ရှင်မြင်တာပေါ့လက်သစီဟုတ်လားအဲ့တော့မင်းတို့စိတ်ကလေးတွေတဲ့အခုဒီကလေးမှလက်နဲ့ထိလိုက်တော့မင်းတို့ဘယ်လိုဖြစ်ကြတော့သင်မင်းကြီးမေးလို့ပြောအောင်မယ်နော်သခိုးများမပေါ်ရင်လက်ခံတော့မှာထောင်ကြပါစေတော့အားလုံးစိတ်ထဲကလေကြည့်တာမြန်လိုက်တာဘုရားအနန္တရပစ္စည်းကကျေးဇူးပြုပုံမြန်တူးတာနော်
သဘောပါသလားအဲ့ဒီတော့မှဘုရင်မရအေးဟေးတဲ့အဲ့ဒါကြောင့်ငါလဲဒီအာယုံကိုလက်ခံမိပါတယ်ကွာမိဖုရားမြောက်မလို့ဆိုတော့သင့်တော်ပါတယ်ထိုက်တန်ပါတယ်ရုပ်တံမလှပါပဲသူ့မှာထူးခြားချက်ရှိနေတယ်အဲ့တော့အကောင်းဆိုတာရှင်ဘုရင်ဆိုတာတိုင်းပြည်အုပ်ချုပ်မင်းလို့ဟုတ်လားခေါင်းဆောင်အကြီးအကဲဆိုတာအကောင်းအမွန်အမြတ်ဆိုရင်အကြီးအကဲသာထိုက်တန်ပါတယ်ဆိုပြီးဒါဒီသွားတယ်ပေါ့ဗျာဒီဇလန်ကဟမ်ဆိုတော့ဒါအနန္တရပစ္စည်းမှာနော်မြင်နေမြင်ပြီးသည်နဲ့တပြိုင်နက်တို့မှာလောဘဒေါသမောဟမဖြစ်ဘူးလားအခုကြည့်ဒေသနာကြည့်အောင်စဝိုင်းဒေသနာတော်မှာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏပစ္စယနာမရူပပစ္စယသလယနာပစ္စယဟတပစ္စယဝေဒနာပစ္စယတဏပစ္စယဥပါဒနာပစ္စယကာမဘဝပစ္စယဇာတိပစ္စယသွားလိုက်တာတလုံးချင်းကြာလိုက်တာနော်ဒါမှရောင်လေးတို့ဟိအဲဇရာမရဏရောက်သွားပြီဟမ်တလုံးချင်းတို့ကဖျားခွဲပြထားလို့သိတာနော်ကဲဒီပေါ်မှာအယောင်တွေအများကြီးရှိတာဥစဉ်ကအနီရောင်ပဲပြမယ်လို့ခင်ဗျားတို့စောစောကြိုသိလားဒါမှရောင်လေးလေးတို့မေးလိုက်တော့ဘာဖြစ်လို့အဲ့တော့စောစောကအနီရောင်မှဘာမှသိပြီးတော့ကြည့်လိုက်တာလားမသိပဲကြည့်လိုက်တာလားမသိတာကကြည့်လိုက်တာကသင်္ခါရပစ္စယဝိညာဏဆိုမြင်စိတ်ကလေးမပေါ်ဘူးလားအဲ့ဒီမြင်စိတ်ကလေးတွေလမ်းကျေစုပြုလိုက်တယ်နာယုတ်နာယုတ်ဆိုတော့ခုနကမနောဓာတုမနောဝိညာဏဓာတုယာမရှိဘူးလားအဲ့လိုလမ်းကျေစုပြုလိုက်တော့အကုန်လုံးအလုံးလုံးကြပြီတလာယရဏမျက်စိကအလုံးလုံးလိုက်တယ်အစင်းနဲ့တွေ့တယ်ဖတာပစ္စယဝေဒနာခံစားပြီးတော့မှဟေးငါတော့တွေ့ပြီတန်းပြောလိုက်တယ်တဏှာတဏှာမှကြည့်တယ်အနီရောင်ဥပါဒံလှမ်းမေးတယ်ဟေးသေချာလားဟုတ်တယ်အနီဆိုတော့ကာမဘဝကအနီရောင်မှာဖယားတော့ပါလားဝစီကံစီရောက်သွားပြီဒီမှာမနောကပြောကျေးဇူးပြုပြီးတော့ဘယ်ရောက်သွားပြီဝစီကံရောက်မနောကံပြီးတော့မှဝစီကံရောက်သွားပြီအဲဘုန်းကြီးမေးတာကြားလိုက်သည်နဲ့တပြိုင်နဲ့ဖြေပြီးသားဖြစ်နေပြီဖြေပြီးသားဖြစ်တော့အဲ့ဒီဖြေပြီးပြီဆိုကြတဲ့ကရင်ဖြေပြပြီဆိုဇာတိဇရာမရဏသွားပြီကဲရှင်းလားသုတ်တန်နီးရဟောတော့တလုံးချင်းစီပြအဲ့ဒါကိုဧကထဒေသနာနဲ့ပြန်ကြည့်လိုက်တော့တခုဖြစ်တယ်နဲ့ပုံဖြစ်တာကွာဘာဖြစ်လဲသေချာလုံးတော့ပရိစ္ဆာသမုပ္ပါစက်ယဟဟာခြားခြားပတ်မနာမရလဲနေတာအဲ့ဒီလဲနေတာဒီပဲတန်တရားမြင်စိတ်ကလေးဖြစ်လိုက်အဝိဇ္ဇာဇရာမရဏဆိုကြားစိတ်ကလေးဖြစ်လိုက်ရှင်းတယ်နော်အဲ့တော့စိတ်ကလေးတစ်စိတ်ဖြစ်တိုင်းဖြစ်ပြီးရင်အဲ့တော့စိတ်ဖြစ်တယ်ဆိုတော့စိတ်ဖြစ်လို့ပြည့်ရင်ဒီဘက်ကဘာဟောပါရုပ်လဲပါတယ်စိတ်လို့ပြောတော့စိတ်တင်လှုပ်လို့ရသလားစိတ်ပဲပေါ်မှာမိတော့ရုပ်ကဟောပြန်လာမဲ့ဒီပုံမှာ600တရားနဲ့နေရတာကလလရေကြီးတရေတီကလေးကဆိုတော့ဟောပရိသေတွေတီးပြီးဆိုကြတဲ့ကလလရေကြီးမပြောလို့ဘူးမရကလလရေကြီးကအခန့်ယုတ်အဲ့ဒီပုံမှာကံမစည်းုံနဲ့မှီပြီးတော့မှဝိညာဏတတ်နေရမှာဟုတ်ကျင်သလားအဲ့တော့သုတိပရိသေတွေလည်းဒီတိုင်းပဲလူရဲ့စိတ်တစ်စိတ်ကလေးစပြီးတော့ပရိသေတွေပေါက်ဖွာလာတယ်ပရိသေတွေစိတ်အဲ့ပရိသေတွေကဟိုကံမနမိတ်ဂရိနမိတ်ကိုယူလာခဲ့ပြီးတော့ဘဝတစ်လျှောက်လုံးဘဝင်စိတ်ဆိုတော့အဲ့ပရိသေတွေနေခဲ့တဲ့အာယုန်တိုင်းအသက်ကလေးမပြတ်အောင်ဇီဝိတ္တိတွေမကြည်အောင်ကျန်တို့ထင်ရှားတဲ့အာယုံ၅ပါးကမရိုက်ဘူးဆိုရင်တော့ဘဝင်စိတ်ပြေးကတ်ဘာပြေးကတ်ဘဝင်စိတ်ဆိုတော့အာယုံမရှိပဲနေလို့ကြည်သာအခုတော်ကောင်းတို့စိတ်တစ်စိတ်လက်ခံတော့မယ်ဆိုရင်ဘဝင်ကဒီဇီဝိတ္တိတွေမပြတ်အောင်သူကထိမ့်ထားရတာဆိုတော့ဘဝင်နဲ့လာနေတာအဲ့ဒီအချိန်မှာဘာမှမသိဘူးနော်ခုခင်ဗျားတို့ကျတို့ထင်ရှားတာမသိသေးဘူးဒါပေမဲ့ तू အာယုံယူစရာမရှိဘူးလားဆိုတော့အဲ့ဒါကြောင့်ညကြတော့အိတ်တဲ့ခါအိမ်မက်တာတို့ဟုတ်ပြီနော်ငယ်တုန်းကကလေးတိုင်းမသိဒီအိမ်မက်မြို့ခဏမက်ဘူးတာဆိုတော့အဲ့ဒီအိမ်မက်ကဘဝင်ကနေလာဘဝင်ယူထားတဲ့အာယုံအခုနိုးကြားနေတဲ့အချိန်ကျတော့ဘဝင်ယူတဲ့အာယုံဘာမှမသိဘူး
မသိတာမရှိတာမဟုတ်ဘူးဟမ်ဒါလည်းမဘဝင်စိတ်တွေမဖြစ်ဘူးလားမလေးဒါနားလေအောင်ပြောတော့အတော်ခက်တယ်နော်မပြောမဖြစ်လို့သာပြောနေရတာအဘိဓမ္မာသဘောမှာအမတန်အနုစိတ်တဲ့ဘဝင်လာနေတယ်အဲ့ဒီဘဝင်ကနေမှဟောဒီအာယုံကလေးနဲ့ထိလိုက်ပြီဆိုမှဘဝင်ကဆလနာဘဝင်ကလေးလှုပ်သွားတာအဲ့ဒီအစဉ်ပြတ်ဖို့အတွက်နောက်မှဘဝင်ကုပစ္စေတာဖြတ်ချတယ်ဟုတ်ပြီနော်ဒီဘက်ကယူထားတဲ့အာယုံကိုဖြတ်လိုက်တော့မှတံပတိဆိုင်တံပတိဆိုင်ဆိုတာဘာလဲလက်အာယုံကိုသူလက်ခံမှာဒါကိုလက်ခံဖို့အတွက်ဟိုဘက်ကဘဝင်ကိုဘာလုပ်ခဲ့အောင်ဖြတ်ခဲ့ရတယ်ဘဝင်အာယုံကိုဖြတ်ပြီးဒီဘက်ကိုကတ်ယူလိုက်တယ်ဆိုတော့တို့ကတခုစီပြနေတော့အမလေးဒါကြီးကိုဖြတ်လိုက်အောင်ဒါနဲ့နော်ဟိုဘက်ကဟာပြန်ကောက်ထည့်လိုက်အောင်ဒီလိုမဟုတ်ဘူးအနန္တရပစ္စည်းနာပစ္စည်းဟာဒီကမြင်မဟဲ့ဆိုတော့ဟိုကလှုပ်သွားပြီးပြတ်သွားပြီးလက်ခံပြီးယူပြီးပို့လိုက်ပြီးဒါမှမဟုတ်ထိလိုက်တာနဲ့သိပြီရှင်းသလားရှင်းပါတယ်အဲ့တော့ကောင်းပြီကိလေသာရဲ့အစွမ်းဒီမှာလောဘဒေါသမောဟတွေမရှိဘူးလားရှိပါတယ်ဆိုလည်းဘုရားအလောင်းတော်ကြီးကာမဂုဏ်အာယုံမွေ့လျော်နေတဲ့ကာမဘုံသားဖြစ်စဉ်တုန်းကပါရမီဖြစ်စဉ်ဆိုတာဉာဏ်ပညာတွေရင့်မလားမရင်သေးတော့ဒီလိုထိတွေ့လိုက်တယ်ဆိုတာနဲ့အာယုံတော့ပါပါဒါမို့ယသေကြီးအမတန်ဇာယယသေကြီးဘုရားအလောင်းပဲအရှင်အနန္ဒရှင်ဘုရင်ရဲ့မိဖုရားကိုအာနန္ဒအလောင်းမိဖုရားနေစဉ်ဆုံးဝပြူနေတယ်ဘုရင်ကြီးကတခါတည်းတော်တဲ့စစ်ဖြစ်လို့တပုံသွားနေနေတယ်တောင်းငင်ကနေဆုံးခံလာဘုရားလောင်းယသေကြီးနော်ဘုရားလားမိဖုရားကလည်းမှားထားတယ်ရှင်ဘုရင်မှားထားတဲ့အတိုင်းယသေကြီးလာရင်ဆုံးကုန်းဒီချာမင်းကိုယ်တိုင်ကလှုပ်ကြွေးလိုက်ဆိုတော့ဟိုကဆုံးတော်အုပ်ကလေးပြင်ပြီးတော့ရေချိုးရေမိုးချိုးပြီးတော့တလုံးပေါ်မှာခဏလဲနေတယ်မလာတော့သေးဘူးဆိုအဲ့ဒီအချိန်သင်္ကန်းခတ်တန်ကြားလိုက်ဇာနဲ့လာတော့သင်္ကန်းခတ်တန်ကြားလိုက်ဖြတ်လိုက်တယ်ဆိုရင်မှဟိုကဖြတ်ဆိုအတန်ကြတော့ဒါမိဖုရားကြီးကလည်းအမတန်မှနိုးကြတဲ့နော်မျိုးသမီးပေါ့လေဒီတော့အတန်လေးကြားလိုက်တာနဲ့တော့ဖြတ်ဆိုနိုးလာတယ်နိုးချင်းထားလိုက်တော့ဟောရှင်ဘုရင်တို့ရဲ့မိဖုရားတို့ရဲ့ဝတ်ယုံတော်ဆိုတာအမတန်နုညံ့ပျော့ပြောင်းတဲ့ဘိုးဘဲကလေးပါရှော့ချတော့ကြီးကြီးသေးကြီးတည်ငါလေးအဲ့ဒီကိစ္စဒါတွေပြီးသွားတော့ရှင်ဘုရင်သိသွားတယ်သိသွားတော့ရှင်ဘုရင်ကဒါဖြင့်ရှင်ဘုရားဒီမိဖုရားလိုချင်ယူသွားမလိုချင်ဘူးတဲ့တော့ပါနော်ဘာလွတ်သွားလဲသတိလွတ်တော့ဟိုမှာအာယုံထိချက်ကပြင်းလို့ဒါမှမဟုတ်ဘုရားမရှိဘုရားသာသနာမရှိခင်သာသနာ့ဘာတွေမှာယသိတွေတရားအထုတ်တော့မယ်ဆိုဘယ်သွားကြတော့တော်တယ်မာတုကမှမရှိတဲ့နေရာသွားကြည်ရတယ်နော်ဘာလို့ဆိုအာယုံထိချက်မြန်လုံးလို့ပြင်းလုံးလို့အနန္တရပစ္စယေနပစ္စယောဆိုတော့အခုသူတော်ကောင်းတို့တတိထားကြသားမှာအာထုတ်ကြသားမှာဆိုတာခုဒီလောက်အာထုတ်နေတဲ့ထဲကကဲမိမိထားတဲ့ကမ္မထာအာယုံမှာနေတဲ့အချိန်နဲ့မနေတဲ့အချိန်ဘယ်ရင်းကများအဲ့ဒီအနန္တရပစ္စယတတ္တိတွေဆွဲထုတ်နေတာဆွဲထုတ်နေဆိုတော့ခုသူတော်ကောင်းတို့မှာဗီဇတွေကဟိတ်ကဘယ်နှမမမေ့နဲ့ငါတို့တရားနဲ့တွေ့ပြီတရားနာရပြီတရားနဲ့မွေးလျော်တဲ့စိတ်လည်းရှိတယ်တိဟိတ်ဂုံတွေတော့ပါနေတယ်ဒါပေမဲ့ငါကောင်ကတိဟိတ်ပဲဒုဟိတ်ပဲနဲ့ဘာမှမသုံးတတ်နဲ့ယောဂီဆိုတာကလေကိုလို့ရမယ့်အလုပ်ကိုဖြောင်းဖြောင်းလုပ်ဖို့ပဲငါပါလဲလုံးမနေနဲ့ဘာလို့တချို့အမလေးတိဟိတ်လားတပည့်တော်တို့ကဒွိဟိတ်လားမသိပါဘူးဘုံရေလုံးနေတာမရအဲ့ဒါခင်ဗျားတို့လုံးမဟုတ်ဘူးရှင်းလားတောင်ကျေးဇူးရှင်မိုးကိုဆရာတော်ဘုရားကြီးပြောရှာတယ်မင်းတို့သူသာသနာနဲ့တွေ့ဖယားနဲ့တွေ့တရားတော်နဲ့တွေ့တရားနာကြားနိုင်တဲ့ထောင်နိုင်တဲ့နားလဲပါပြီအားထုတ်နိုင်တဲ့အင်အားပြောတတ်ဟောတတ်တဲ့ဆရာသမားနဲ့လည်းတွေ့နေပြီဆိုလို့တော့တာဝကမှာပါရမီမလိုဘူးကွာပြောရှာတာကရုဏာနဲ့သဘောပါသလားကောင်းဆိုခင်ဗျားတို့တို့ပုထုဇဉ်ဆိုတာအမှန်တန်ရှာရှည်တကူပုထုဇဉ်ဟာရှာရှည်တယ်ငါဗာများလူသေးတို့ငါတို့ကဘယ်လိုဘဝတုံးဆိုတာဒါဖယားမှသိနိုင်တာခင်ဗျားတို့တို့သိနိုင်တာမဟုတ်ဘူးတခြားလူကပြောလဲရမ်းပြောတာလားဖြစ်မယ်ကဲရှင်းတတ်လားအဲ့ဒါတွေသုံးသပ်နေရမလားကိုလို့မဲ့အလုပ်ဖြောင်းဖြောင်းလုပ်နေရမှာတတိမမေ့နဲ့ဆိုတာဒါပြောတာအခုကိုယ်စိတ်ကလေးကိုသိပြီးမှထိန်းနိုင်မှာဘာဖြစ်လဲ
Tabi ma piama. The lakes are a yain the gong. Golo general don't know me. Quiver pipi, same pipi, me pipi, no pipi. No? No is ole. Name which I'm up with. Time at such in the voting kind of yalla. Napaju Daluyala. Yeah, Napaju that Legion. Not Tononti, Legion. Woman about a less of Tonoli, the video to carry down at water, Lada, or in lower. Sin the diamond. So I send a gong. Go don't do it. This way, me, sit time, me, go lo general don't know me. So decent Doria Sinyango. Himalo, Pan. Pamido, Jumpuya. Take her. Take my Ludolo Bonza. Do you? She know. Who come out of Joroya Segala, Yinji de la Yana? And that kind of no. No about Hoda Mohar in a Yaini. Babide? Hello, a cook Pisaka Chini Rivaji. Pay our young with the name Palibe Jaja. Tip Pilabi Loba. Eh? Javi Doda. Eh? Ticket. Dama Dictan Jaja. Don't that day a chain it. Ma don't that day a chain. The video of the Yaku Bayon, remember the user. Bayon, no go Ramashida. Eh? Shidla. No go Camero, you never Shidla. Mashibu. Tama Kaila, Bayabo, was in the Todaban, the Gragan, Bala Biambita, Todaban, Bale. Paya Soma one game. Have you? Kukumero game la. Era. Hold up, father, when 9 vision. Eh? Oh, I know. Your hands on that Damani, the last year and his Sabi, a Contia Mesaga. Eh? How do you do? You might cook. Moving like. Think I better. Tanga at the moody. No? Time at Dibon Guma, Payachi, a Soma, a time chest sound in Mashivu Soy. Soma one, eh? Magay Payada or say, Mogu, Miga Mata, I see. Chinadra. Natanga Veluro. Go human in a uno. Why they are seeing Danga also one of them? John and Pony and John Gaido. No? My Patandi Banzero is over my beta Rashid. Down and Pony Ali. Ada Messi at the Mia. Eddie don't want John and Pony Biola. No? The Wobala. Eddie John and Pony Ali. To the Gawo, the Cha Pony's Dom Jagger. The Cha Johnny Dom Jagger. Tima, go John and Gurga, go see a senior Palufuru, a booty. The Wobala. So Ada Messia. To the Masio, to see her, to the Bay Yaudama, so. Laba, Messia, Awata Messia, Bobia Messia, so. John Gaji go to a Padugo, a Gogo, Makamudusi, Eropi Dusila, hold on, Jai Madonna, Dusila. No? Edo needed John and Pony Suro. Piano Lemuyo. No? Two John and Kuri, my loud shit. Maso Enida. John so Enida. Eh? Now Suro, the Pidam you. Pidam you so that Lava Misery Alley. Eh? Oh, but no. Anyway, Pita you shit. Oh, John Gala, the Pony Piano Mugabi, so the Chaboni shot the logo in the yard. Any to Gala Leo. No? To let's say I do the baby. No? The Johnny do Johnny 10 years day in and do let they like that. Kuna, John and Pony love big diet. Go bold, watch out. To let love way. Guri de Guri, my Pony John and Guri so don't ya. Eh? The Wobala. Eh? And you know, loudly. But I think myself, if you're shadow, you know, as a guy John Sura. Kuchin did she was the other goody, no? As what you like, Alma Mijin do Tarale, a long show you hold that Kajaro. Barishiro. Now, they, Mimujama, Bama Vida, Voodoo that them level, no?
မြင်ကြည့်လိုက်လောက်တယ်နော်အဲ့ဒီလောက်တွေပေါ်မှာကြည့်တာရေစက်ပဋ္ဌာန်းစက်မြန်ကောင်းပုံဟမ်ဆရာနဲ့တကားအိုးဗျဟမ်ကျောင်းနိုင်ဘုန်းကြီးနဲ့ကျောင်းတကာနဲ့ဟမ်ဗါလဲအောင်မဲထက်ရက်သွားကြနော်ဟောဖတ်ကနေကြလာတော့ဟဲ့ဘသူလုံးဆိုတော့အရှင်ဘုရားတပည့်တော်ပါဗျာဟမ်နေလဲဒီလိုက်လာလားတပည့်တော်လဲဆရာတူတပည့်ပဲမကောင်းကြဘူးလားဗျာဟမ်သဘောပါသလားအဲ့တော့ဘုန်းကြီးကြီးဆိုပြီးတော့လည်းပြန်တော်မမူနိုင်ဘူးခင်ဗျဟမ်ကျင်ရကလားအပြင်သတိထားတယ်မထားနဲ့သာသနာမှာသိအရေးကြီးတယ်တို့ယဟန်သံဃာဆိုတော့ဒါမို့ယောဂီတွေယဟန်သံဃာတွေသီလရှင်တွေအထူးသတိပေးရတယ်တို့အကြစရာရှိအောက်ကရောက်မှာဟမ်ခုကျောင်းတကာကိုပေါ်ရောက်နေပြီဟမ်တော့ပါလားဘာလို့သူကျွေးတယ်ဆွန်စားထားတာသူဆောက်တဲ့အဆောက်အုံနေထားတာတာဝန်မကြည့်ကိုကပို့ဆိုးမှာပေါ့ဟမ်ဒါမို့လို့သင်္ကန်းနဲ့ပတ်သက်လာရင်လည်းဆင်ခြင်အိုးဆွန်းနဲ့ပတ်သက်လာရင်လည်းဆင်ခြင်အိုးဒါကိုတချို့အမလေးသတိတိုင်းဖယ်မှဟမ်ပိုးသင်္ကန်းလေးဝတ်ချင်လို့ရှိတယ်ဥစဉ်ကြီးတွေပါဦးဇင်းတို့အိုလာပြီအသက်ကကြီးလာပြီတစ်ခေါက်လောက်လာလိုက်ရင်ဘာလို့လဲဆိုတဖြည်းပိုးသင်္ကန်းလေးယုံကျင်တာဘာလို့ဖို့တော့ပိုးသင်္ကန်းကဟမ်နေတာတော်တယ်ပဲသဘောပါလားအဲ့ဒါဒီဒါလေးကမက်နေတာမပြေနိုင်ဘူးဟမ်တတိထားတယ်မထားတယ်ဟုတ်ကျွလို့ဒီခုဝတ်စားနဲ့ပတ်သက်လာရင်လေလောဘဒေါသမရှိပါဘူးအစားတော့ကောအကုန်ဆိုကြပါစို့ဟမ်အဲ့တော့မနောဓာတုတန်တံမယုတ်တကာသဓမ္မမနောဝိညာဏဓာတုယာတန်တံမယုတ်တကာနိသဓမ္မနံအနန္တရာပစ္စယေနပစ္စယောဆိုပြီးတော့မနောဓာတ်ကနေမနောဝိညာဉ်ကိုပို့လိုက်ပြီဆိုတာနဲ့ခင်ဗျားတို့အမြစ်တွေကထလာပြီဗာမြစ်တွေလောဘဒေါသမောဟအဲ့ဒါပြင်နိုင်မှာခင်ဗျာခင်ဗျားတို့ကျတို့တိဟိတ်ဆိုတာဒါပါပဲရှင်းလားဟမ်ဟိုအလောဘအဒေါသဆိုတာမသေးကြဘူးဒါသေးကြတယ်ဟမ်ကျင်းရတယ်နော်အစားကတော့ကောင်းလေးများစားရင်ဩဒီလောက်ကောင်းတာလေးငါသမီးလေးစားရင်ဩလာငါသမီးကြမှာတော့လူထင်တာဟမ်တကယ်ဆိုရင်ခင်ဗျားတို့တိဟိတ်ဥက္ကဋ္ဌကြီးများဆိုရင်အစားကောင်းလေးစားဩဒီလိုကောင်းတဲ့အစားစားငါလူတွေဝေလိုက်ချင်လိုက်တာကျွေးချင်လိုက်တာဒီလိုလားမှာခုတော့ခင်ဗျားတို့သတိရပါတယ်အေးရမဟိုဝေတန္တရာတွေဆိုတော့ဟုတ်တဲ့ဒါသူဒီအစာလေးကြတော့ငါတငယ်ချင်းကသိကြိတ်တာဟမ်သဘောပါလားခင်ဗျားတို့စိတ်တွေလေဒါပေမဲ့ဟိတ်ကကောင်းတာဘိုင်းတွေတော့ဒါပြန်ဒီမနောဝိညာဉ်စိတ်ကြီးမှာလာပြီးရိုက်ခတ်လာပြီးဆိုတိုင်းမှာဦးဇင်းတို့သူတော်ကောင်းတို့အတွက်အထူးသတိပြုရမှာကလောဘဒေါသမောဟကိလေသာတွေနဲ့ဝင်ပေါင်းတယ်ကျင်းတော့ပေါင်းပြီဆိုတော့ဦးဇင်းတို့ကသတိပညာနဲ့သာမထိန်ရင်ဒါကောင်းရာမွန်ရာဖြစ်နိုင်ပါစက်ဝိုင်းကသက်သိခံအဝိဇ္ဇာပြင်သစ္စာသင်္ခါရအတိတ်ကအတိတ်ကဘယ်သူကောင်းဆောင်ကောင်းပြီဒါကအတိတ်နာကပြစ္ဆုတ်ပံကာလ3ပါးနဲ့ပိုင်းဟောရင်ပြစ္ဆုတ်ပံမှာလုံးသမျှဘယ်သူကောင်းဆောင်အဲ့ဒါမမိတ်နဲ့ဒီစဝိုင်းသိအောင်ပရိစ္ဆသမုပ္ပါဒေသနာကိုသိအောင်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးအဓိကထားဟောခြင်းသည်ကိုဖြစ်စဉ်ကိုသိအောင်မသိရမယ်ကိုယ်တော်တို့လိမ္မာယဉ်ကျေးသောသုတ္တဝအရိယသာဝကောတွေကြတော့သိနေပြီခင်ဗျားတို့လူလိမ္မာတွေလားလူမိုက်တွေလားဟမ်ကျုပ်ကတော့ဘာပြောလိုက်ရတာကိုတို့ပဲတွေကိုဟုတ်လာပြီထင်ပြီးတော့လူမိုက်တယ်ဗျဖြေလိုက်ဘာလဲလဲဥစ္စာမဘာဖြေစမ်းမဘာလဲလို့အေးလေလိမ္မာရင်ပြီးနေပြီပွဲရမလိမ္မာသေးလို့ဒီမှာကွဲအောင်ဟောနေရကျင်းတ်လားအဲ့ဒီအသိဥစဉ်ဂုံယူခြင်းဒါလေသို့ဒါမို့ပုထုဇဉ်တတ္တဝါဆိုတာဘယ်လိုပဲဖြစ်ဖြစ်ကိုတော့အဟုတ်တင်တာပဲမိမိကိုယ်နှိမ့်ချနိုင်ဖို့နဲ့မိမိဖြစ်စဉ်အမှန်သိဖို့ဟာအရေးကြီးဆုံး
လူလိမ္မာတွေလားလူမိုက်တွေလားရှင်းသလားပညာတော့ရှိတယ်ပညာရှိလို့တရားလာနာတာပေါ့ဒါပေမဲ့ပညာရှိတိုင်းမလိမ္မာဘူးတော့ရှင်းသလားသဘောပေါက်သလားပြီးတော့စိတ်ဖြစ်စဉ်တွေဟာအခုအနန္တရပစ္စည်းမနေ့ပြန်တမ္မနာရပစ္စည်းလာအောင်မယ်အဲ့တော့ဒီနေ့သုတိပရိသေတွေရှင်းဖို့ရတမ္မနာရပစ္စည်းကြမှာရှင်းတော့နော်အခုသူတော်ကောင်းတို့အနန္တရပစ္စည်းစိတ်ဟာအစင်တန်းတစ်ခုနဲ့တစ်ခုဒလဆက်မယမနာသွားနေတဲ့အခါကျတော့တတိပညာနဲ့ထိမ့်ပြီးတော့မပြင်းရင်သူအကောင်းတွေလောက်တော့မလားအဆိုးတွေလောက်တော့မလားတန်ရာတစ်ခွင်လုံးလည်းကြည့်နော်အမှားလောက်ခဲ့တာလားအမှန်လောက်ခဲ့တာလားအမှားလောက်ခဲ့လို့ပေါ့ဗျာအတိတ်ကအဝိဇ္ဇာသင်္ခါရလို့လည်းတော့ပြစ္ဆုတ်ပံရတဲ့ခန္ဓာဘယ်နှပါတော့ဘာသစ္စာလို့ခုခင်ဗျားတို့ဒီဘဝလှုပ်ထားခိုင်ထားရှာထားပွေထားသမျှကာမဘဝပြည့်စရာဘာသစ္စာလဲတန်ရာတစ်ခွင်လုံးဒုက္ခသစ္စာနဲ့တန်ရာလဲနေတာသမုဒယလုံးလိုက်သမုဒယလုံးလိုက်အဲ့တော့တန်ရာတစ်ခွင်လုံးတော့လှုပ်တိုင်းဖြစ်လိုက်ပြီဟဲ့သမုဒယရလိုက်ပြန်ပြီဟဲ့ဖြစ်လိုက်ပြန်ပြီဟဲ့ရလိုက်ပြန်ပြီဟဲ့ဒါဘယ်မလို့လွတ်ကြောင်းပါလားဒါဖြင့်လူမိုက်တွေလို့ပြောတာအဲ့ဒါကျင်းသလားတော့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးမင်းတို့ဒါနသီလဘာဝနာနောက်ထအောင်ဟမ်ဒါတော့မှလူပိသားရေးလေးဟမ်နှလုံးသွင်းထားအောင်မှဟမ်လူဘဝရတဲ့တန်ဖိုးဟမ်သိရမယ်လူတန်ဖိုးဆိုတာဘာလဲဆိုတော့ဒါနသီလဘာဝနာဒါလဲလူတိုင်းမသိပါဘူးဟမ်အခုသုဒ္ဓဝါရိယသာဝကောကျေးဇူးရှင်ဘုရားသခင်ရဲ့အဆုံးအမတွေခင်ဗျားတို့နားထဲမှာရောက်နေလို့လူဘဝရဲ့တန်ဖိုးလေးကိုသုံးသပ်နိုင်တာမဟုတ်ရင်လူမိုက်ပြောသလိုပဲဟာတောက်ဆဆလူမင်းသားကွနော်တောက်ဆဆဆိုတော့တစ်ပတ်တောက်လက်တဲ့အိုးပဲနှစ်ပတ်တောက်လက်တဲ့အိုးပဲကျင်တတ်သလားခုနကပြောသလိုယောက်ျားမိန်းမဖြစ်ဖို့ဆိုတော့ဟိုတနေ့ပြောခဲ့တာမရှိဘူးလားအဲ့ဒါပဲသူရာမေရရဆိုသွားမယ်ဟုတ်တယ်အမှန်တန်ထက်မြက်တဲ့ညံထက်မြက်တဲ့အခုပုရိသမဟာပုရိသယောက်ျားဘဝကနေဒီအယူအမူသေးရတောက်တဲ့အတွက်ဟိုဘက်ဘဝမိန်းမဖြစ်ရမယ်ဒါမေသူ့မှမထင်နဲ့နော်သဘောပါလားအဲ့တော့ဒီပြေဇာနန္ဒီယကံဆိုတာလေအမှန်တန်အရေးကြီးတာကောင်းယောက်ျားတွေကြာပြန်တော့လေပြောချင်တာကိုရထားတဲ့ယောက်ျားဘဝလွယ်ရလာတာမဟုတ်ဘူးဟမ်သာမညဒါနသီလဘာဝနာနဲ့ရမလားမရဘူးရလာတဲ့ဘဝကလေးကိုပိသတာအသုံးချကျင်တတ်လားအခုလည်းသူတော်ကောင်းတို့ခုလူဖြစ်ရတဲ့ဘဝမျိုးသမီးတွေကြတော့ဟမ်ခုလူဘဝမှာမှဘာသာဝင်တော့ကိုတန်ဖို့ကိုသိဘယ်သူတွေနဲ့မှဘယ်ပြိုင်မာနပြိုင်ဖို့မဟုတ်ဘူးကိုတန်ဖို့ကိုသိငါတို့ကပြင်မဲ့ဆိုရင်ပြင်လို့လွတ်အောင်ရုံးမယ်ဆိုရုံးလို့ဟောဒါဘဝဒူးခေါ်တယ်ဟမ်သဘောပါသလားဘဝတွေထဲမှာတို့ကကိုလန်းကိုရွေးချယ်ပိုင်ခွင့်ရှိပါရဲ့သူများပြုသမျှသူများဖန်ဆင်းသမျှငြိမ်းခံရမှာလားကိုလန်းကိုရွေးလို့ရသလားအဲ့ဒီလမ်းလေးပြတာကိုကအနန္တကျေးဇူးရှင်မှာဟမ်သဘောပါသလားဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ဘုရားနဲ့ထပ်တူဆရာသမားကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဦးဇင်းတို့အစဉ်ဥထိတ်တာဘာလို့လဲဆရာတော်ကြီးပြောလို့ငါသိရတာဟမ်ဓမ္မတွေအများကြီးလာတယ်ရှင်ဗျတရားကိုကြီးကဘယ်နဲ့ဘယ်ညာကျုပ်ကိုနဲ့တဲ့လမ်းဆုံးမနေနဲ့ဆရာတော်ကြီးစီရောက်အောင်သွားကြသဘောပါလားဟိုမှာဆရာသမားကတကယ်အနှစ်သာရနဲ့တန်ဖိုးရှိတာတွေဟိုဆက်ပေးလေဦးမယ်ဒါမူကြိုပြီးရင်ထက်တန်းတက်ဖို့ဆိုတာဒါဓမ္မတာပေါ့ဗျာအဲ့တော့ဒီရင်ရရမှာလားတက်ရမှာလားအဲ့ဒါဥဒ္ဒယသတိပေးတယ်မလို့ကျုပ်တင်လမ်းဆုံးမနေမဟုတ်ဘူးဆရာတော်ကြီးမနာတတ်ဘူးဆိုတာကျူရှင်မတက်ရသေးလို့မူကြိုမတက်ရသေးလို့အခုမူကြိုတက်ပြီးသွားရင်ကျင်သလားအဲ့တော့ဆရာတော်ကြီးရဲ့သီလသမာဓိပညာဦးဇင်းတို့ရှေ့ပြားမှမမိပါဘူးဟမ်အဲ့တော့ရှေ့မှာဆရာကောင်းသမားကောင်းရှိသေးတယ်ရောက်အောင်လမ်းဒါတိုက်တွန်းရကျင်တယ်နော်ကျေးဇူးကုန်နေရအဲ့ဒါဦးဇင်းတို့ဩငါအမတန်ရိုင်းနေငါဟမ်လောဘလည်းအမတန်ကြီးတယ်ဗျသုသူမင်္ဂလာတော့ကိုသုံးသပ်ကြည့်လိုက်တယ်လောဘဆိုတော့လေဘာဖြစ်ဖြစ်ကိုတယောက်တည်းပိုင်နေတာငါသာအတိကငါပဲရကြတာပဲငါကလွဲကြတဲ့လူထိမကြိုက်
နော်ဒေါသကြည့်ပြန်တော့လဲနည်းနည်းမှကိုမရှိတာအရရှိသလောက်စိတ်မရှိဘူးဆိုတော့ဒေါသကလည်းအဓိပတိပဲမောဟကြည့်ပြန်တော့လဲအိပ်ရင်မထဘူးကောင်းတာကိုတကွက်မှရှာမတွေ့ဟမ်ဒါလောက်ဆိုးတဲ့လူဒီအသိရအောင်လုပ်ပေးတာဩကျေးဇူးကြီးပါပြီလေဆရာသမားကျေးဇူးကြောင့်ငါနည်းနည်းလိမ်ပါတယ်နော်တော်တော်လေးများခင်ဗျားတို့လိမ်ပါကြပါတော်တော်လေးလိမ်ပါဗလားဘိုးကျုပ်ကတော့ကျုပ်အကြောင်းပြောတာပါကျုပ်နဲ့တူအောင်လိုက်မပြောကြပါနဲ့ခင်ဗျားဟမ်သဘောပါလားဦးဇင်းတော့ဒီလိုပဲသုံးသပ်လို့ရနော်မှားမှန်းတော့သိနေပြီမိုက်မှန်းတော့သိနေပြီပြင်လို့မရသေးဘူးဟမ်ဒီတိုင်းပဲနေကြတော့မလားဟမ်ဘာလို့ကြောက်ပြင်ရမှာကိုမိုက်မှန်းသိရင်မှားမှန်းသိရင်အနန္တရပစ္စည်းအရေးကြီးတယ်နော်သူကအခြားမရှိဆိုရင်မိုက်တဲ့လမ်းကိုဆွဲသွားရင်အခြားမရှိမူ၍ဘယ်သူတွေတဲ့အိုးရောက်တာမရောက်တာအဓိကကိုကရောက်တော့မှာဟမ်သူများအဓိကလားကိုကအဓိကလားဒါပြန်သာသနာနဲ့တွေ့ကြိုက်မှာတဲအိုးသွားကြမလားလွတ်အောင်ယုံမလားအဲ့တော့ဆရာကလည်းပိဋ္ဌာကြီးနောက်ကတပည့်ကလည်းမလောက်ကြနဲ့အောင်တော့ကျောင်းနိုင်ဘုန်းကြီးကလည်းပဲထဲမှာခုရီတွင်နဲ့လောက်အဲ့ဒီဘောရောက်လာတာကကျောင်းတကာဂိုင်ပြီးကြရောဗျသဘောပါသလားကဲဒါလေးသတိထားပြီးတော့တို့လွတ်အောင်ဆုံးမယ်အဲ့တော့စိတ်တက်ခဏဖြစ်စဉ်ဒီနောက်မနေ့ပြန်ကြတော့တမဏန္တရဆိုတာအနန္တရကိုအမွှန်းတင်အောင်ပါနောက်တမဏန္တရပစ္စည်းရင်ကြတော့အထူးသဖြင့်အခြားမရှိဘူး၍ကျေးဇူးပြုမယ်ဟုတ်ပြီနော်အဲ့တော့ဒီဘက်မှာကျတော့အနန္တရပစ္စည်းကအခြားမရှိမှု၍ကျေးဇူးပြုတယ်ဆိုတော့စိတ်တွေစေတသိက်တွေရုပ်တွေဟာအခြားမရှိမှု၍ကျေးဇူးပြုနေတာအဲ့ဒါလို့အခြားမရှိတဲ့အတွက်ဦးဇင်းတို့သူတော်ကောင်းတို့တန်တရားလယ်မှန်းမသိတာလို့ဒါလေးမှတ်တာကျင်သလားဒါမို့တန်တရားကိုတော်ရှင်းပြနေတယ်ကြွတန်တရားဆိုတာဘာလို့ဘုန်းကြီးဘယ်ပြောတတ်မလို့ဘဝတွေဘုံတွေကအများကြီးဥစ္စာဘယ်ဘုံမှမပြောနဲ့တန်တရားဆိုတာဒါပါပဲအခုခဏနေလဲနေတာလဲအခုဖြစ်လိုက်ပြက်လိုက်ဖြစ်နေတာလဲစားလိုက်စွန့်လိုက်လဲဟာပဲပေါ့စကားတခွန်းပြောဖို့အာထုတ်တယ်ပြောပြီးသွားပြီဟာပြောဖို့အာထုတ်ပြန်ပြီပြောပြီးသွားပြီခဲဥသူမင်္ဂလာဘာလုပ်နေတော့လဲနေတာပဲလေမောင်မကျင်းတတ်သလားခုခင်ဗျားတို့ကျတို့ခန္ဓာအစဉ်ကြီးကဖြစ်လိုက်မွေးလိုက်မွေးလိုက်မွေးလိုက်မြင်လိုက်နိုင်လိုက်ကဲဒီတန်တရားအစဉ်တန်းကြီးကိုတို့ကတန်းနေမှန်းသိပြီလဲနေမှန်းသိပြီဆိုရင်လွတ်အောင်ရုံတော့တာမညာရောမလားတတိဝိရိယပညာနဲ့ရောဒါမို့တတိထားအဲ့တော့စိတ်ကလေးပေါ်တိုင်းပြောလိုက်ပြီးတော့မယ်ဩမဟုတ်သေးဘူးမပြောသေးဘူးအရင်သုံးသပ်မယ်ပရိတ်ဟမ်ရှင်းသလားအရင်ဆုံးတို့ကပရိတ်ရှာမှာကျင်းတယ်နော်ပရိတ်ရှာပြီးမှပြင်ရမှာထိမ့်သိမ့်ပြီးမှပြင်ရမှာမထိမ့်မသိမ့်သေးပဲပြင်လို့ကျင်းတတ်သလားဒါကြောင့်တတိထားပညာနဲ့ကြည့်တော့စက္ခုမြင်စိတ်ကလေးလည်းဖြစ်ပြီးရင်ရှားစိတ်ကလေးလည်းဖြစ်ပြီးရင်အဲ့တော့အဲ့အပြက်ကလေးတွေမှာပုရိမာကုသလဓမ္မပစ္စည်းမာနံကုသလနံဓမ္မနံတော့နတ်ပြန်မှဆက်ပြောကြစို့နော်သမဏန္တရကြမှာပေါင်းတာပေါ့ရှင်းတယ်နော်ရှေ့အကုသိုလ်စိတ်ပြီးနောက်ကအာကုသိုလ်စိတ်ဖြစ်သွားတာတွေရောမရှိဘူးလားအဲ့ဒါလို့မဖြစ်ရအောင်ဘာနဲ့ထိမ့်ညာနဲ့ထိမ့်ရင်တတိထားဘယ်စိတ်ပေါ်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ညာကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲဟေးကဲသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အကြောင်းအကျိုးဓမ္မတွေကိုဖြတ်တောက်ပြီးလွတ်မြောက်အောင်ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့